cancer ရာသီကွင်းနဲ့ပေါ့နော်အများဆုံးလိုက်ဖက်ညီရဲ့ရာသီကွင်းတွေရတော့အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီ zodiac sign ရဲ့အချင်းချင်းပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့ဒီ cancer ရာသီကွင်းနဲ့ဒီတခြားရာသီကွင်းတွေရဲ့ relationship ပုံစံတွေကိုဆက်ပြီးတော့ပြပြပါမယ်ဆိုတော့ဒီ cancer က cardinal water sign ဖြစ်ပြီးတော့သူကလရဲ့စုမှုအောင်မှာရှိရပေါ့နော်အဲဒါကြောင့်မလို့ဒီဂယုစိုက်တက်ခြင်းဒီစိတ်ခံစားချက်အပြောင်းလဲမြန်တက်ခြင်းနောက်ပြီးတော့ဒီစိတ်လုံခြုံမှုနဲ့ဒီတက်တောင့်တတဖြစ်မှုကိုအလေးထားခြင်းပေါ့နော်စသဖြင့်ဒီ cancer ချက်ပုံမူတည်ပြီးတော့ဒီအလုံးလုံးတက်တဲ့ရာသီကွင်းမျိုးဖြစ်ပါတယ်ဒီ cancer ရာသီကွင်းနဲ့ဒီတခြားရာသီကွင်းတွေရဲ့ relationship မှာဘယ်ရာသီကွင်းနေနဲ့ပေါ့နော်အလိုက်ဖက်ဆုံးဖြစ်မလဲအများဆုံးလိုက်ဖက်နိုင်မလဲပေါ့နော်နောက်ပြီးတော့ဒီဘယ်ရာသီကွင်းနေနဲ့ဒီ relationship မှာဒီခက်ခဲမှုတွေရှိနိုင်မလဲဆိုတာကိုပြပြပေးပါမယ်ဒီကြောင်းရတွေကဒီပေါ့နော်sign ရဲ့ nature ကိုဒါကြည့်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ကဒီ sun sign နဲ့ကိုက်နေတတ်တယ်လို့တချို့ကလည်းတခြား moon sign အဆန်းနဲ့ sign တွေနဲ့ကိုက်နေရမျိုးရှိပါတယ်ဆိုတော့ဒီကိုယ့်ရဲ့ birth chart ကိုကြည့်ပြီးတော့ပြောတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒီ sign 3ခုစလုံးကိုသိရဆိုရင်ဒီ3ခုစလုံးရဲ့ပေါ့နော်ပုံစံတွေကနေပြီးတော့လည်းလေ့လာလို့ရပါတယ်ဆိုတော့ပထမဆုံးဒီ cancer ရာသီကွင်းနဲ့ပေါ့နော်အများဆုံးလိုက်ဖက်ညီရဲ့ရာသီကွင်းတွေကတော့ဒီ cancer ရာသီကွင်းအချင်းချင်းရဲ့နောက်ပြီးတော့ဒီ scorpio နဲ့ pisces ရာသီကွင်းတွေဖြစ်ပါတယ်ဆိုတော့ဒီ cancer sign အချင်းချင်းရဲ့ဒီ relationship ပုံစံကိုကြည့်မယ်ဆိုရင်ဒီ cancer ရာသီကွင်းအချင်းချင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်ပေါ့နော်စိတ်ခံစားချက်တွေကိုမပြောဘဲနဲ့နေနေတာမှသိနေနိုင်တယ်နားလည်မှုအလွယ်တကူတိဆောက်နိုင်တယ်ပေါ့နော်နောက်ပြီးတော့အချင်းချင်းဒီနှွေးထွေးမှုဂရုစိုက်မှုတွေနဲ့လေးနက်တဲ့ relationship တစ်ခုကိုတိဆောက်တတ်တယ်တယောက်နဲ့တယောက်အမှတ်တရတွေဖန်တီးပေးဖို့အားတန်တတ်တယ်ပေါ့နော်ပြီးတော့ဒီအတူတူမိသားစုဘဝတိဆောက်ဖို့ရည်ရွယ်ချက်ချင်းတူညီတတ်ပါတယ်ဒါမဲ့တစ်ခါတလေမှဒီ comfort zone ကနေဖောက်ထွက်ဖို့စူးစမ်းတင်ပြီးတော့ဒီအခွင့်အလမ်းအသစ်တွေကိုပေါ့နော်ရှာဖွေပြီးတော့လှုပ်ဆောင်ကြည့်တင်တယ်နောက်တစ်ခုကဒီ cancer ကိုစိုးမိုးတဲ့လကဒီပြောင်းလဲမှုများတဲ့ဂျိုးဖြစ်သတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီစိတ်ခံစားချက်အတက်အကျပေါ်မူတည်ပြီးတော့ပေါ့နော်မလိုလားအပ်တဲ့ပြဿနာတွေကိုဖန်တီးမိတတ်ပါတယ်အဲဒါကြောင့်မလို့ဒီ sensitive ဖြစ်လွယ်မှုရှော့ချတင်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေကြောက်ရွံ့မှုတွေကြောင့်ပေါ့နော်လမ်းမပြောင်းစေဖို့တယောက်နဲ့တယောက်ဒီဖေးမကူညီဖို့လှုံ့ဆော်တင်ပါတယ်ဒီ cancer နဲ့ scorpio နဲ့ပေါ့နော်ဆိုတော့ဒီ cancer နဲ့ scorpio ကဒီကိုယ့်ရဲ့အားနည်းချက်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာမျိုးပေါ့နော်ပြောစရာမလိုအောင်သိနေတဲ့ရာသီကွင်းမျိုးတွေဖြစ်ပါတယ်အဲဒါကြောင့်မလို့တယောက်နဲ့တယောက်ပေါ့နော်အချင်းချင်းဒီစိတ်ဓာတ်ဖြစ်စေမယ့်ကိစ္စမျိုးတွေကိုရှောင်လေးရှိပြီးတော့ဒီစိတ်လုံခြုံမှုရှိဖို့ပေါ့နော်စူးစမ်းမဲ့သူမျိုးတွေဖြစ်ပါတယ်ဒီရာသီကွင်းတစ်ခုကဒီစိတ်ခံစားချက်ကိုအလေးထားတဲ့ရာသီကွင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတယောက်နဲ့တယောက်ဒီအပေါ်ယံသိမြင်တာမျိုးမဟုတ်ဘဲနဲ့ဒီအတွင်းကြကြပေါ့နော်နားလည်မှုတိဆောက်နိုင်မဲ့ဒီ relationship မျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့လူအများနဲ့ဒီရှုပ်ထွေးတာမျိုးတွေမကြိုက်တဲ့အတွက်ကြောင့်မို့လို့ဒီအချင်းချင်းပေါ့နော်နှစ်ဦးသားဒီအချိန်တူတူကုံဆုံးပြီးတော့ဒီအမှတ်တရတွေဖန်တီးတတ်တယ်ဒါပေမဲ့ဒီတဝင်းတိုရာဒီထိန်းချုပ်ချင်တာပေါ့နော်စတဲ့ဒီပိုင်ဆိုင်လိုမှုဒီပြင်းထန်တဲ့ပုံစံမျိုးတွေကနှစ်ဦးသားဆက်ဆံရေးမှာအဆင်မပြေဖြစ်တတ်ပါတယ်နောက် cancer ဘက်ကစိတ်လိုမကြတဲ့အခါမှာပေါ့နော်ရစ်တက်တဲ့ပုံစံမျိုးကိုဒီ Scorpio ကခလေးဆန်တယ်လို့မြင်ပြီးတော့Scorpio ဘက်ကလည်းတခါတလေဒီရင်သီးရဲ့စကလုံးတွေသုံးတာမျိုးပါပေါ့နော်ဒီ cancer ကိုအလွယ်တကူစိတ်ထိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီနှစ်ဦးသားဒီ relationship တစ်ခုပေါ့နော်တိဆောက်ဖို့ရွေးချယ်ပြီးပြီဆိုရင်တော့အပေါ်ရင်မှာဘလောက်ပဲရန်ဖြစ်နေပါစေဒီစိတ်ထဲမှာတော့ပေါ့နော်တယောက်အကြောင်းတယောက်ကောင်းကောင်းနားလည်ရဲ့အတွက်ကြောင့်မလို့ရေရှည်တည်မြဲနိုင်မဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ် cancer နဲ့ Pisces နဲ့ပေါ့နော်ဆိုတော့ဒီ cancer နဲ့ Pisces ကဒီစိတ်ခံစားချက်လွယ်တဲ့ရာသီကွင်းတွေဖြစ်ပြီးတော့ဒီအချင်းချင်းချစ်ခင်မှုတနာမှုပေါ့နော်နောက်ကျင်နာမှုဆိုတော့အဲ့ဒါတွေကိုအများဆုံးဖော်ပြတတ်တဲ့သူမျိုးတွေဖြစ်ပါတယ်ဒီရာသီကွင်းတစ်ခုပေါင်းစပ်မှုကဒီလှပတယ်ပေါ့နော်ဖန်တီးမှုအတွေ့အခေါ်တွေအများဆုံးထွက်ပေါ်တတ်ပြီးတော့ဒီခံစားချက်ချင်းနားလေ relationship တစ်ခုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အပြင်လောကရဲ့ရိုက်ခတ်မှုကိုမခံရဖို့ပေါ့နော်အချင်းချင်းဒီစိတ်လုံခြုံမှုရှိအောင်ကာကွယ်ပေးမယ်ပေါ့နော်ဒီဆက်ဆံရေးပုံစံမျိုးတွေဖြစ်တတ်တယ်သတိထားရမှာကဒီတယောက်ရဲ့ခံစားချက်ကိုတယောက်ကဒီအလွယ်တကူလက်ခံယူနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီမကောင်းတဲ့ခံစားချက်တွေဆိုရင်အချင်းချင်းကူးဆက်လွယ်ပြီးတော့ပေါ့နော်ဒီ emotion တွေထဲမှာမျောနေတတ်ပါတယ်အဲဒါကြောင့်မလို့ဒီတယောက်နဲ့တယောက်အားပေးမယ်ဆိုရင်ဒီကိုယ့်ရဲ့ emotional boundary ကိုလည်းသတ်မှတ်ထားဖို့လိုအပ်ပါတယ်နောက်ပြီးတော့တစ်ခါလေကြာရင်ဒီပေါ့နော်မလိုအပ်တဲ့အရာတွေပေါ်မှာပေါ့ live မခံစားဖို့စူးစမ်းမှာဖြစ်ပြီးတော့လူကြီးဆန်ဆန်ခွင့်လွှတ်တတ်ဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီပထမအဆင့်ပေါ့နော်ဒီ cancer နဲ့အများဆုံး live ဖက်တဲ့ရာသီကွင်းတွေဖြစ်တဲ့ဒီ cancer scorpio နဲ့ pisces ရာသီကွင်းတွေပြီးပြီဆိုရင်တော့ဒုတိယအဆင့်အနေနဲ့ပေါ့နော်ဒီ cancer နဲ့ live ဖက်တဲ့ရာသီကွင်းနှစ်ခုရှိသေးတယ်အဲ့ဒါကဒီ taurus နဲ့ virgo ရာသီကွင်းတွေဖြစ်ပါတယ်cancer နဲ့ taurus ကဒီလနဲ့ venus အတွဲဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီပျော်ရွှင်မှုဒီတက်တောင့်တတဖြစ်မှုဒီတာယာမှုတွေကိုခံစားမှုပေါ့နော်အဲ့ဒါတွေမှာဒီတူညီတဲ့အကျင့်စရိုက်ပုံစံမျိုးတွေရှိပါတယ်ဒီရာသီဝင်တစ်ခုကဒီတည်ငြိမ်ပြီးတော့ဒီစိတ်လုံခြုံမှုပေးနိုင်မယ်ပေါ့နော်relationship မျိုးတွေဖြစ်လာမှာဖြစ်ပါတယ်cancer ကဒီခံစားချက်စိတ်ခံစားချက်ပေါ့နော်အပြောင်းလဲများတတ်တဲ့အတွက်ကြောင့်မို့လို့ဒီတည်ငြိမ်မှုရဖို့ taurus ကအကူအညီပေးနိုင်မှာဖြစ်တယ်cancer ဘက်ကလည်းဒီစိတ်ခံစားချက်တွေကိုတိတ်ပြီးတော့ထုံးမပြတတ်တဲ့ taurus ကိုပေါ့နော်ဂယုဆိုင်မှုပြီးတော့ဒီ
စိတ်ချင်းနားလည်မှုတွေကိုပေးနိုင်မှာဖြစ်ပါတယ်။ Cancer နဲ့ Taurus ကဒီအငင်းပွားစရာကိစ္စတွေရှိနေတာမှာဒီဘုံတိုင်းကျဲတာမျိုးမဟုတ်ဘဲနဲ့အေးစစ်စစ်နဲ့ဖြည့်ရှင်းတတ်တဲ့ပုံစံမျိုးတွေရှိတယ်။သတိထားရမှာကဒီနှစ်ယောက်စလုံးကစကားကုန်မပြောဘဲနဲ့ပေါ့နော်ဒီစိတ်ထဲမှာတင်ထားတတ်တဲ့ပုံစံမျိုးရှိရဲ့အတွက်ကြောင့်မို့လို့ဒီအချိန်တစ်ခုရောက်တဲ့အခါမှာဒီပေါက်ကွဲထွက်နိုင်တယ်ပေါ့နော်ဒီ relationship အစပိုင်းမှာဒီပွင့်လင်းမှုတိတ်မရှိပေမဲ့အချိန်ကြာလာတဲ့အခါမှာဒီတယောက်နဲ့တယောက်ပေါ့နော်ဒီယုံကြည်မှုရှိလာပြီဆိုရင်တော့ဒီရေရှည်တည်တတ်တဲ့ relationship မျိုးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Cancer နဲ့ Virgo ကဒီလနဲ့ Mercury အတွဲဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီတယောက်နဲ့တယောက်ရန်ဖြစ်လိုက်ဒီစကားများလိုက်နေပေါ့နော်အဲ့ဒီပုံစံတွေကပို့ပြီးတော့ရင်းနှီးရဲ့ဒီဆက်ဆံရေးကိုတိစောက်နေတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်။ Cancer ကဒီဂယုစိုက်ခြင်းကျင်နာခြင်းပေါ့နော်စသည်ဖြင့်ကိုယ့်ရဲ့ဒီချစ်ခင်တဲ့ပုံစံမျိုးပြလေးရှိပြီးတော့ Virgo ကတော့ဒီ romantic ဆန်ဆန်စကားတွေပြောတာထက်စာရင်သူကလိုအပ်တဲ့နေရာကိုဖြည့်ဆည်းပေးခြင်းနဲ့သူချစ်ခင်တဲ့ပုံစံကိုပြလေးရှိပါတယ်။ဒီရာသီဝင်တစ်ခုကတယောက်နဲ့တယောက်ဒီအလေးထားမှုပေါ့နော်စိတ်လုံခြုံမှုဒီသစ္စာရှိမှုတို့ကိုဦးစားပေးရခြင်းတူညီပေမဲ့ဒီချစ်ချင်းမြတ်တာကိုပြသတဲ့အခါမှာတော့ကွဲပြားလေးရှိပါတယ်။နောက်တစ်ခုက Cancer ရဲ့ဒီစိတ်ခံစားချက်အပြောင်းလဲကိုပေါ့နော်ဒီလက်တွေ့ကျကျစဉ်းစားပြီးတော့လှုပ်တက်ဖို့ Virgo ကကူညီပေးနိုင်မှာဖြစ်တယ်။နောက်ဒီ Virgo ရဲ့ဒီစီစာကြောင့်တက်တဲ့အကျင့်ကိုလည်းပျော့ပြောင်းလာအောင်ခံစားချက်တွေကိုလစ်လျူမရှုမိအောင် Cancer ဘက်ကကူညီပေးနိုင်မှာဖြစ်ပါတယ်။ Virgo ဘက်ကဘယ်ရမဆိုပေါ့နော်ဒီ perfect ဖြစ်အောင်ပြုပြင်ပေးခြင်းတဲ့ဆန္ဒတွေကိုရှော့တင်ပြီးတော့ Cancer ဘက်ကလည်းဒီ sensitive ဖြစ်လွယ်မှုရှော့မယ်ဆိုရင်ရေရှည်မှာပေါ့နော်တည်တတ်တဲ့ relationship မျိုးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်။နောက်ဆက်ပြီးပြောမယ်ဒီရာသီကွင်း၃ခုကတော့ဒီ Cancer ရာသီကွင်းနဲ့ဒီပေါ့နော် relationship တည်ဆောက်တဲ့အခါမှာသူကဒီအချိန်ပေးပြီးတော့ပေါ့နော်ပုံမှန်ထက်အချိန်ပေးပြီးတော့စ조사တည်ဆောက်ရတတ်တယ်။အခက်အခဲတွေရှိတတ်ပေမဲ့ဒီအချိန်ကြာလာတဲ့အခါမှာပေါ့နော်နားလည်မှုရပြီဆိုရင်တော့ဒီရေရှည်တည်တတ်တဲ့ relationship မျိုးတွေဖြစ်လာမှာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီရာသီကွင်း၃ခုကတော့ဒီ Aries Libra နဲ့ဒီ Capricorn ရာသီကွင်းတွေဖြစ်ပါတယ်။ Cancer နဲ့ Aries နဲ့ပေါ့နော်။ဆိုတော့ Cancer နဲ့ Aries ကဒီတဘာဝအရာပေါ့နော်ဒီစန့်ကျင်ဘက်ဖြစ်နေတဲ့ရာသီကွင်းနှစ်ခုဖြစ်ပါတယ်။ရေနဲ့မီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိုးတက်အောင်လုပ်မလား။ဒါမှမဟုတ်ဒီတယောက်နဲ့တယောက်ဒီအမြင်မတူတာတွေကိုအငင်းပွားပြီးတော့အနိုင်ယူမလားဆိုတာကတော့ဒီအချင်းချင်းအပေါ်မှာပဲမူတည်နေပါလိမ့်မယ်။ Cancer ကဒီစိတ်ချင်းရင်းနှီးပြီးတော့ဒီနားလည်နိုင်တယ်ပေါ့နော်ဆက်ဆံရေးမျိုးတိဆောက်ခြင်းတဲ့အတွက်ကြောင့်မို့လို့အချိန်ယူပြီးတော့ရင်းနှီးမှုယူတတ်ပါတယ်။ Aries ကတော့ဒီကိုကြိုက်ပြီဆိုရင်တေချာမစင်းစားတော့ဘဲနဲ့ပေါ့နော်ဒီ relationship တစ်ခုကိုမြန်မြန်ဖန်တီးတတ်တဲ့ပုံစံမျိုးရှိတတ်ပါတယ်။တယောက်နဲ့တယောက်ဒီမတူတဲ့ပုံစံကိုအပြည့်မြင်နေနိုင်ပေမဲ့ဒီ Cancer ကိုပေါ့နော်ပို့ပြီးတော့တတိရှိလာအောင်ရဲရင်လာအောင် Aries ဘက်ကကူညီပေးနိုင်တယ်လို့Aries ကိုလည်းဒီအရှိန်လျှော့ပြီးတော့ပေါ့နော်ဒီစိတ်ခံစားချက်တွေကိုအလေးထားဖို့ပေါ့နော် Cancer ဘက်ကကူညီပေးနိုင်ပါတယ်။ဒီရာသီကွင်းတစ်ခုရဲ့ဆက်ဆံရေးကအချိန်အတိုလေးအတွင်းမှာပေါ့နော်ဒီပြတ်တောက်သွားနိုင်တယ်လို့အချိန်တစ်ခုယူပြီးတော့ဒီနားလည်မှုတယောက်နဲ့တယောက်ပေါ့နော်နားလည်မှုတိစောက်နိုင်မယ်ဆိုရင်တော့နှစ်ယောက်စလုံးမှာဒီကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်ပြီးတော့အကျိုးရှိစေမှာဖြစ်ပါတယ်။ Cancer နဲ့ Libra က elements အရာသူကဒီရေနဲ့လေဖြစ်တယ်ပေါ့နော်ဒီမီးလိုမျိုးစန့်ကျင်ဘက်မဟုတ်ပေမဲ့လေကလည်းဒီပေါ့နော်ရေရဲ့အတွင်းနဲ့ထဲကိုပေါ့နော်ထိုးဖောက်ဝင်ရောက်ဖို့ခက်တတ်တယ်။သဘောကဒီရာသီကွန်နှစ်ခုရဲ့ပေါ့နော် relationship မှာဆိုရင်ဒီ Cancer ရဲ့စိတ်ခံစားချက်တွေကို Libra ဘက်ကပေါ့အပြည့်အဝနားလည်ပေးနိုင်ဖို့ခက်တတ်ပါတယ်။ဆိုတော့ဒီအပေါ်ယံမြင်မှာတော့ဒီချစ်ချင်းမြတ်တာကိုအလေးထားတဲ့ဒီဆက်ဆံရေးမျိုးလိုမြင်ရတတ်ပေမဲ့ Libra ကသူကနက်နက်ရှိုင်းရှိုင်းခံစားဖို့ခက်တတ်တယ်ပေါ့နော်။သူကပေါ့ပေါ့ပါနဲ့သူကဒီ balance ဖြစ်တဲ့စိတ်ခံစားချက်တွေကိုသူကကြိုက်တတ်တယ်။ဆိုတော့နောက်တစ်ခုကဒီရာသီကွင်းနှစ်ခုကဒီထိတ်တိုက်ရင်ဆိုင်ပြီးတော့ပေါ့နော်အငင်းခုန်လုပ်ဖို့သူတို့ကရှောင်တတ်တယ်။အဲ့ဒါကကြာလာတဲ့အခါမှာတယောက်နဲ့တယောက်ပေါ့နော်စိတ်ချင်းပို့ပြီးတော့ဝေးဝါးတာမျိုးတွေဖြစ်နိုင်ပါတယ်။ Cancer ရဲ့ဒီ relationship အပေါ်မှာထားတဲ့ပုံစံကဒီစိတ်ချင်းရင်းနှီးရဲ့ဆက်ဆံရေးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ယောက်ထဲပေါ့နော်အချိန်ကုန်အတူကုန်ဆုံးရတာမျိုးကိုကြိုက်တတ်တယ်Libra ကဒီ relationship ကိုအဓိကထားရာသီကွင်းဖြစ်ပေမဲ့သူကလူတိုင်းနဲ့ပေါ့နော်ဆက်ဆံရေးကောင်တိဆောက်လို့တဲ့အတွက်ကြောင့်မို့လို့ဒီတီးသန့်အချိန်ပေးရမျိုးတွေနည်းနေတတ်ပါတယ်အဲဒါကြောင့်မလို့ဒီရာသီကွင်းနှစ်ခုရဲ့ဒီ relationship ပုံစံကအပေါ်ယံလှပနေတာမျိုးပဲပေါ့နော်ဖြစ်နေုံမရဘဲနဲ့ဒီစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့အလယ်လက်ကျတဲ့နေရာကိုရအောင်ဒီနှစ်ယောက်သားပေါ့နော်ညှိနှိုင်းမှုလိုအပ်ပါတယ်Cancer နဲ့ Capricorn ကဒီအချိန်တိုလေးအတွင်းမှာ relationship တည်ဆောက်ဖို့ခက်တတ်ပေမဲ့အချိန်ကြာကြာစူးစမ်းမယ်ဆိုရင်တော့ဒီခိုင်မာတဲ့ဆက်ဆံရေးမျိုးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီအလေးထားပုံချင်းစန့်ကျင်ဘက်ဖြစ်နေပေမဲ့ဒီနှစ်ယောက်သားပေါ့နော်နားလည်မှုရနိုင်မယ်ဆိုရင်တော့ဒီပြည့်စုံတဲ့ relationship မျိုးတွေဖြစ်နိုင်တယ်။ Cancer ကဒီနှလုံးသားစိတ်ခံစားချက်ကိုဦးစားပေးတဲ့အတွက်ကြောင့်မို့လို့သူ့အတွက်ကဒီစိတ်လုံခြုံမှုရဖို့အရေးကြီးပါတယ်။ Capricorn ကတော့သူအပြင်ပိုင်း80 80နိုင်ပေမဲ့ဒီတစ်ခုခုကိုတည်ဆောက်ပြီးဆိုရင်တော့
ဒီပေါ့နော်အခြေခံကနေပြီးတော့ပေါ့နော်စနစ်တကျတိဆောက်တတ်တဲ့အတွက်ကြောင့်မို့လို့ cancer အတွက်ဒီသစ္စာရှိရပေါ့နော် partner ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်cancer ဘက်ကဒီစိတ်ပိုင်းဆိုင်ရာကျင်နာမှုခရူးဆိုင်မှုတွေကိုပေးနိုင်တယ်လို့capricorn ဘက်ကတော့ဒီပစ္စည်းဥစ္စာပြည့်စုံမှုကိုအထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်အဓိကအခက်ခဲရတော့အချိန်ဖြစ်ပြီးတော့ပေါ့နော်ဒီနှစ်ယောက်သားနားလည်မှုရဖို့အချိန်တစ်ခုလိုအပ်ပါတယ်ဒီ cancer ဘက်ကဒီစိတ်ရှိရှိနေပေါ့နော်capricorn ရဲ့ဒီခံစားချက်အမှန်တွေကိုထုတ်ပြဖို့ပေါ့နော်ထုတ်ဖော်ဖို့စောင့်ရမှာဖြစ်ပြီးတော့ဒီ capricorn ဘက်ကလည်းရင်ထဲမှာမထားဘဲနဲ့ပေါ့နော်လိုအပ်ရင်ပါဇက်ကနေထုတ်ပြောဖို့ဒီအမှတ်တရတွေဖန်တီးဖို့အားထုတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးပြုလုပ်ပေးမယ်ဆိုရင်အချိန်ကြာလာတဲ့အခါမှာအဆင်ပြေလာမှာဖြစ်ပါတယ်နောက်ဆုံးကျန်တဲ့ရာသီကွင်းတွေဖြစ်တဲ့ဒီ Gemini Leo Sagittarius နဲ့ဒီ Aquarius ရာသီကွင်းတွေကတော့ဒီ Cancer အတွက်ပေါ့နော်တယောက်ကြောင်းတယောက်အကုန်သိမြင်နားလည်နိုင်ဖို့ခက်တဲ့ရာသီကွင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ relationship တည်ဆောက်တဲ့အခါမှာပို့ပြီးခက်တတ်ပါတယ် Cancer နဲ့ Gemini ကသူကအပြောင်းလဲအများဆုံးအတွဲလို့တောင်ပြောလို့ရတယ်ပေါ့နော်ဒီ cancer ကသူကစိတ်ခံစားချက်အပြောင်းလဲများတာဖြစ်ပြီးတော့ Gemini ကတော့သူကအတွေးများတာမျိုးဖြစ်ပါတယ်Gemini ကသူကစကားကြွယ်တယ်လို့အသိပညာဘ ഹു တုတများတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကလူများနဲ့ပေါ့နော်စကားများပြောပြီးတော့အသိပညာဖလှယ်တတ်တယ်အဲဒါကြောင့်အပေါင်းအသင်းလည်းများပါတယ် cancer ကတော့သူကအိမ်မှာနေပြီးတော့သူကခိုစီဖြစ်နေပေါ့နော်ဒီစိတ်ချင်းရင်းနှီးမှုတိဆောက်ခြင်းနဲ့ပုံစံရှိတဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ယောက်သားအတူတူတည်တဲ့အချိန်ကုန်ဆုံးတာမျိုးကိုပဲသူကကြိုက်တတ်တယ်Gemini ကအုံနောက်ကိုသူကအလုပ်ပေးရတာမျိုးကြီးကြိုက်ပြီးတော့သူကဒီစိတ်လှုပ်ရှားမှုများများရမယ့်အရာမျိုးတွေကိုရှာဖွေနေတတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့သူက cancer ရဲ့ဒီလေးနဲ့တဲ့ခံစားချက်တွေကိုနားထောင်ပေးဖို့အချိန်မရှိရမျိုးဖြစ်တတ်ပါတယ်cancer ကလည်းသူကစိတ်ထဲရှိရဲ့အတိုင်းဒဲတော့မပြောဘဲနဲ့ပေါ့နော်ဒီတွယ်ဝိုက်တဲ့ပုံစံမျိုးတွေနဲ့ပြတတ်တယ်ဆိုတော့အဲ့ဒါမျိုးကို Gemini ဘက်ကသိမြင်ဖို့ခက်တတ်ပါတယ်ဆိုတော့အဲ့လိုမျိုးဒီရာသီပွဲနှစ်ခုကဒီတယောက်နဲ့တယောက်ပေါ့နော်ဒီမတူညီတဲ့ပုံစံမျိုးနဲ့ဒီ connect လုပ်တတ်တဲ့အတွက်ကြောင့်မို့လို့အချိန်ကြာကြာလက်တွဲမယ်ဆိုရင်တော့ဒီကိုဖြစ်ချင်တာပေါ့နော်ပုံမှန်လင်းလင်းထုတ်ပြောပြီးတော့ဖြည့်ရှင်းရမှာဖြစ်ပါတယ်Cancer နဲ့ Leo ကလာနဲ့နေအတွဲဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်စလုံးမှာဒီ attention ရယူတတ်တဲ့ပုံစံမျိုးတွေရှိနေတတ်ပါတယ်Cancer ကကိုချစ်ခင်တဲ့သူတွေကိုဂရုစိုက်တတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်တွေကိုအလေးမထားဘူးဆိုရင်သူကစိတ်မလုံခြုံဒါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ထိန်းချုပ်ချယ်လဲတာမျိုးတွေရှိလာတတ်ပါတယ်Leo ကတော့သူကကိုယ့်ရဲ့ personal image ကိုတိဆောက်တတ်ပြီးတော့ဒီတခြားသူတွေကသူ့ကိုပေါ့နော်အလေးထားတာမျိုးတွေကိုပို့ပြီးတော့ကြိုက်တတ်တယ်အဲဒါကြောင့်မလို့သူ့ဘက်ကဒီခဏခဏအလျှော့ပေးရတာမျိုးတွေလုံးမှာမဟုတ်ပါဘူးဆိုတော့အဲ့လိုမျိုးတယောက်နဲ့တယောက်ပေါ့နော်ကိုယ်စိတ်ထင်ရည်လုံးနေမယ်ဆိုရင်ဒီဆက်ဆံရေးတွေကပို့ပြီးတော့ဝေးကွာသွားတတ်ပါတယ်Leo ကဒီပွင့်လင်းပြီးတော့ပေါ့နော်ဒဲတို့ပြောတတ်တဲ့အတွက်ကြောင့်မို့လို့cancer ရဲ့ပေါ့နော်ဒီကိုယ်ဝိုက်ပြောတဲ့ပုံစံကိုနားမလည်ပဲနဲ့ဒီတယောက်နဲ့တယောက်စိတ်ခံစားချက်တွေကိုပေါ့နော်သိဖို့ပို့ပြီးတော့ခက်ခဲတတ်ပါတယ်cancer ဘက်ကသူကအမှန်တကယ်ပေါ့နော်စိတ်ချင်းရင်းနှီးရဲ့ဒီဆက်ဆံရေးမျိုးတိစောက်ဖို့အားတန်ပေမဲ့Leo ကတော့မလိုအပ်တဲ့ပေါ့နော်အများရှိဒီ show ပြတာမျိုးတွေကိုပို့ပြီးတော့အာရုံစိုက်နေတတ်တယ်ဆိုတော့ဒါပေမဲ့နှစ်ယောက်စလုံးကဒီချစ်ချင်းမေတ္တာဒီတစ္ဆာတရားတွေကိုအလေးထားတဲ့ပုံချင်းတူတဲ့အတွက်ကြောင့်မို့လို့ဒီတေချာညှိနှိုင်းနိုင်မယ်ဆိုရင်တော့တယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကပေါ့နော်ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ် Cancer နဲ့ Sagittarius ကသူကလာနဲ့ Jupiter အတွဲဖြစ်တယ်ရေနဲ့မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစန့်ကျင်ဘက်သဘာဝမျိုးရှိတယ်လို့ဒီနေထိုင်ပြုမှုတဲ့ပုံစံတွေကလည်းမတူညီပဲနဲ့ကွဲပြားပါတယ် Sagittarius ကသူကလွတ်လွတ်လပ်လပ်နဲ့နေထိုင်တတ်တဲ့ရာသီကွင်းဖြစ်တယ်လို့သူကအတွေ့အကြုံအသစ်ဆန်းတွေကိုရှာဖွေဖို့အားတန်တယ်ပေါ့နော်အဲဒီကြောင့်မို့လို့သူကထိန်းချုပ်ရခက်တဲ့ပုံစံမျိုးရှိပါတယ်cancer ကတော့သူကအိမ်မှာဒီမိသားစုဝင်တွေရှိသလားပေါ့နော်စုစုစည်းစည်းနဲ့နေထိုင်ပြီးတော့သူကcozy family life home life ကိုတည်ဆောက်ချင်တဲ့သူမျိုးဖြစ်ပါတယ်Sagittarius အတွက် cancer ကအိမ်မှာပေါ့နော်နူးထွေးထွေးနဲ့ကြိုနေပေးမဲ့သူမျိုးဖြစ်ပေမဲ့ကိုကအပြင်ဘက်မှာပဲပေါ့နော်ဒီစိတ်လှုပ်ရှားစရာကိစ္စတွေကိုရှာဖွေလှုပ်ဆောင်နေပြီဆိုရင်တော့cancer ဘက်ကပေါ့နော်ဒီ relationship မှာဒီစိတ်မလုံခြုံမှုတွေကိုခံစားရလာမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီရာသီကွင်းနှစ်ခုရဲ့ဆက်ဆံရေးမှာဒီတယောက်နဲ့တယောက်ပေါ့နော်ယုံကြည်မှုရှိဖို့လိုအပ်ပြီးတော့Sagittarius ဘက်ကလည်းဒီ cancer ရဲ့ပေါ့နော်ဒီခရူးဆိုင်မှုကိုအတိမတ်ပြုတဲ့အနေနဲ့အချိန်ပေးပြီးတော့ပေါ့နော်နားထောင်တာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ရေရှည်တည်မြဲတဲ့ဒီ relationship ဖြစ်ဖို့ကတော့ဒီစန့်ကျင်ဘက်တွေကိုပေါ့နော်အလဲမှာစုံအောင်ညှိယူမှသာအဆင်ပြေနိုင်မှာဖြစ်ပါတယ် Cancer နဲ့ Aquarius ကသူကလနဲ့စနေကြိုအတွဲဖြစ်ပါတယ်ဆိုတော့ဒီရာသီကွင်းနှစ်ခုမှာ Cancer ကသူကမျိုးရိုးစင်ဆက်အိမ်မိသားစုပေါ့နော်အဲ့ဒါတွေကိုအလေးထားပြီးတော့အလေးထားတန်ဖိုးထားတယ်သူက traditional ပုံစံနဲ့သွားတတ်တယ်ပေါ့နော် Aquarius ကတော့ဒီလိုမျိုးပုံစံဟောင်းနေရနေပြီးတော့ဖောက်ထွက်ပြီးတော့လှုပ်ဆောင်ဖို့ပဲစဉ်းစားနေမှာဖြစ်ပါတယ်ဆိုတော့ဒီ Aquarius ကဒီကိုမိသားစုဆိုတာထက်ပေါ့နော်သူကလူအားလုံးကိုမိသားစုလိုစဉ်းစားတာမျိုးဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီလူတဦးတယောက်ချင်းစီနဲ့ဒီချစ်ချင်းမြတ်တာတိဆောက်တဲ့အခါမှာလိုအပ်တဲ့အာရုံစိုက်မှုပေးဖို့ခက်တတ်တယ်cancer ဘက်ကလိုချင်တဲ့ဒီဂယူဆိုင်မှု romantic ဆန်မှုပေါ့နော်နောက်အလိုက်သိမှုအဲ့ဒါတွေကိုဒီ Aquarius စီကနေပြီးတော့ရဖို့ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ကြာလာတဲ့အခါမှာဒီအေးဆက်တဲ့ဒီ
ဒီဆက်ဆံရေးမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်။နောက်ဒီ Aquarius ကတော့ဘယ်အရာကိုမဆိုဒီအစွဲလန်းဖြစ်မှာအောင်ရှောင်လေးရှိရဲ။အဲ့ဒါကဒီစိတ်ချင်းနားလည်တဲ့ဒီဆက်ဆံရေးတွေတိဆောက်ဖို့ခက်တတ်ပါတယ်။ဆိုတော့ဒီရာသီဝင်တစ်ခုမှာဒီ relationship တိဆောက်မယ်ဆိုရင်တော့ဒီ Cancer ဘက်က Aquarius ဘက်ကိုပေါ့နော်လွတ်လပ်မှုအတိုင်းအတာတစ်ခုပေးဖို့လိုအပ်ပြီးတော့Aquarius ဘက်ကလည်းမကြာခဏပေါ့နော်ဒီဂရုစိုက်ပေးရဒီအလိုက်တသိနဲ့လုပ်ပေးရမျိုးပေါ့နော်အဲ့ဒါမျိုးတွေလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်